ရိုဒယာ application ကနေပြီးတော့မှတရက်ကို6000 1000ဝန်းကျင်လောက်ရရှိနိုင်မဲ့ application လေး app ကို browser လို့မိတ်ဆွေတွေကိုတည်ပြီးကြပြီလား။ဘာလို့လဲဆိုတော့ကျွန်တော်အရင်တော့ရှေ့ဗီဒီယိုမှာလည်းကျွန်တော်ဗီဒီယိုတွေ9ပုတ်6ပုတ်လောက်လဲကျွန်တော်ရဲ့ YouTube channel မှာတင်ပေးထားတာရှိပါတယ်ဗျ။ဒီဗီဒီယိုထဲမှာ browser လို့မိတ်ဆွေတို့ကမယုံကြည်တာလားတကယ်ပဲမရဘူးဆိုပြီးတော့မှမလုပ်ကြတဲ့လူတွေကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာအများကြီးရှိနေပါတယ်ဗျ။ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုတိုင်းရ application ကနေပြီးတော့မှအမှန်တကယ်ပတ်စံထုတ်လို့ရတဲ့ဆိုတာကို browser တို့မိတ်ဆွေတို့ကိုကျွန်တော်ကနေပြီးတော့မှကိုယ်တိုင်ကိုကြထုတ်ပြပေးတော့မှာဖြစ်ပါတယ်ဗျဒီကနေ့မှာလည်းကျွန်တော်တို့ကလိုတိုင်းရ application ကနေပြီးတော့မှကျွန်တော်တို့ကပတ်စံ1000ဝန်းကျင်ကိုကျွန်တော်တို့က KP နဲ့ဝေ့နဲ့ browser တို့မိတ်ဆွေတို့ကိုလက်တွေ့ထုတ်ပြပေးတော့မှာဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုကျွန်တော်တို့စလိုက်ရအောင်ဗျပထမဆုံးအနေနဲ့လိုတိုင်းရ application ကိုကျွန်တော်တို့က browser တို့မိတ်ဆွေတို့ကအကောင့်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က VPN လေးခံပေးဖို့တော့အရင်ဆုံးလိုအပ်ပါမယ်ဗျအရင်ဆုံးကျွန်တော်တို့က VPN လေးကိုအရင်ဆုံးခံပေးလိုက်ပါ browser တို့မိတ်ဆွေတို့က VPN ဝယ်ပြီးသုံးတယ်ဆိုလို့ရှိရင်တော့ A66 လေးဖွင့်ပြီးတော့သုံးဒီကျွန်တော်တို့ VPN လေးကိုဖွင့်ပြီးတော့မှတန်းပြီးတော့ဝင်ရုံပဲ free VPN ဆိုတဲ့လူတွေကတော့ကျွန်တော်တို့ကြော်ညာလေးတွေကြည့်ပြီးတော့မှအကောင့်တွေကိုဝင်ပေးရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ဒီနေရာမှာကျွန်တော်တို့က VPN ကိုကျွန်တော်တို့က pro ဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကလည်းနေပြီးတော့မှ ACC လေးဖွင့်ပြီးတော့မှလည်းကျွန်တော်တို့က VPN လေးကိုဖွင့်ပြီးတော့ကျွန်တော်တို့ကလိုတာရဒင်းကာ application တွေကိုတန်းပြီးတော့မှဝင်လိုက်ရုံပါပဲဗျကျွန်တော်အရင်ဆုံးဝင်လိုက်ပါမယ်ဗျကျွန်တော်တို့ကလိုတိုင်းရဒင်းက application တွေကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာကြော်ညာလေးတွေကိုတက်လာရလိမ့်မယ်ကျွန်တော်တို့အပေါ်ကနေရောပိတ်လိုက်ပါဒီလိုမျိုးပိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲကျွန်တော်တို့က daily touch mission လေးကိုစားပြီဆိုလို့ရှိရင်တော့ browser တို့မိတ်ဆွေတို့ကလိုတိုင်းရဒင်းက application ရနေပြီးတော့မှ point 10 point ရရှိသွားမှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ the point ကို3ချက်သာရရှိသွားမှာပဲဖြစ်ပါတယ်ဗျသူတို့ promotion ပေးနေတဲ့ကာလတွေသူတို့ရဲ့အစီအစဉ်တတ်မှတ်ထားတဲ့အချိန်တွေကိုကျွန်တော်တို့ကဝင်မယ်ဆိုလို့ရှိရင်တော့တော်တော်တစ်ခါဆိုလို့ရှိရင် point 300လည်းရရှိလို့200လည်းရရှိတယ်100လည်းရရှိတယ်တယောက်နဲ့တယောက်နဲ့ကမတူလက်တွေ့ကြောင့်မလို့ဒီဗီဒီယိုမှာ brother တို့မိတ်ဆွေတို့ကိုကျွန်တော်ကနေပြီးတော့မှအတိအကျမပြောပြတော့ပါဘူးဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က daily test ဓာတ်လေးကိုအရင်ဆုံးစားလိုက်ပါမယ်ဗျအရင်ဆုံးနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ search in now ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကလုပ်လိုက်ပါမယ်ဗျဒီနေရာမှာကျွန်တော်ကနေပြီးတော့မှကြော်ညာလေးတွေထပ်ပြီးတော့ကြည့်ပေးဖို့တော့လိုအပ်ပါမယ်ဗျကြော်ညာကြည့်ရလို့လဲ brother တို့မိတ်ဆွေတို့ဘာမှစိတ်ညစ်စရာမလိုပါဘူးဗျကြော်ညာလေးကိုအေးစင်းမကြည့်ရင်ဟိုဘက်လှည့်ပြီးတော့မှကျွန်တော်တို့ကအေးဆေးဆေးပြီးဆုံးအောင်စောင့်ပြီးတော့မှကျွန်တော်တို့ကဝင်ကြည့်အောင်ပါပဲဗျ brother တို့မိတ်ဆွေတို့ကိုကျွန်တော်ကဒီဗီဒီယိုထဲမှာတခုပြောချင်တာကကျွန်တော်တို့ရဲ့ internet နဲ့ကျွန်တော်ကဖုန်းပေအလကားထည့်ပြီးတော့မှပတ်စံကုန်ကြခံပြီးတော့မှဒီဗီဒီယိုတွေဒီအကောင့်တွေကိုပတ်စံတွေရှာမယ်ဆိုလို့ရှိရင်တော့ brother တို့မိတ်ဆွေတို့အနေနဲ့အဆင်ပြေမှာမဟုတ်ပါဘူးဗျမိမိတို့ရဲ့အိမ်တွေမှာ brother တို့မိတ်ဆွေတို့ရဲ့အိမ်တွေမှာ wifi free ရတယ် wifi သုံးလို့ရတယ်ဆိုလို့ရှိရင်တော့ brother တို့မိတ်ဆွေတို့ကကျွန်တော်တို့လိုတိုင်းရဒင်းက application တွေကိုစော့ဖို့တော့လိုအပ်ပါမယ်ဗျကျွန်တော်လိုမျိုးပတ်စံတွေကိုရရှိလာမှာပဲဖြစ်ပါတယ်ဗျဒီကြော်ညာလေးကိုအရင်ဆုံးပြီးအောင်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က crossing လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျအရင်ဆုံးနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုး point ဆိုတာကိုရရှိလာမှာပဲဖြစ်ပါတယ်ဗျအဲဒီမျိုး point ရရှိလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးကအဝါလေးကိုဆက်ပြီးတော့မှနှိပ်ပေးရအောင်ပါပဲဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်ကတနေ့တာ daily task mission ကိုကျွန်တော်တို့ကစားပြီးသွားပြီပဲဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ van နဲ့တစ်ချက်ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာ point ဘယ်လောက်ရှိတယ်ဆိုတာကိုအရင်ဆုံးတွားရောက်ပြီးတော့မှကြည့်ဖို့တော့လိုအပ်ပါမယ်ဗျဒီမှာကျွန်တော်တို့ profile လေးတော့ကိုတစ်ချက်ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာဆိုလို့ရှိရင်တော့ point နေကျွန်တော်တို့3000ကျော်ရရှိမှာပြီဗျ3000ကျော်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကျွန်တော်တို့point ကိုကျွန်တော်တို့က3ချက်နဲ့တွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ထုတ်မယ်ဆိုလို့ရှိရင်တော့မြန်မာမွေ9000ရရှိပါပြီဗျဒီ9000ကို brother တို့မိတ်ဆွေတို့ကိုကျွန်တော်တို့ကလက်တွေ့ကြဗီဒီယိုနဲ့အတူကိုကျွန်တော်က brother တို့မိတ်ဆွေတို့ကိုထုတ်ပြပေးတော့မှာဖြစ်ပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီ point နေ3000ကျော်ရရှိလာတဲ့အကြောင်းအရာလဲကျွန်တော်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကောင့်ကိုဖွင့်ထားတာဒါပေမဲ့ကျွန်တော်ကဒီနေ့ဒီချိန်ဒီကျွန်တော်ကဘာကြော်ညာမှပဲမကြည့်ပါဘူးဗျdaily tag တွေပဲကျွန်တော်တနေ့တာပဲယူပါတယ်ဘာကြောညမှလည်းမကြည့်ဘူးဘာဗီဒီယိုမှလည်းကျွန်တော်ကမကြည့်ပါဘူးဗျဘာဖြစ်လို့မကြည့်ရလဲဆိုလို့ရှိရင်တော့နောက်ပိုင်းမှာ brother တို့မိတ်ဆွေတို့ကိုကျွန်တော်တို့မျိုး point တွေအများကြီးရလာအောင်ဘာကြောညမှလည်းကြည့်တာမလို့ဘာဗီဒီယိုမှလည်းကြည့်စရာမလို point တွေဘယ်လိုမျိုးရလာလဲဆိုတာကို
နောက်ဗီဒီယိုမှာဘရာတို့မိတ်ဆွေတို့ကိုကျွန်တော်တို့ကနီလာလေးကိုကျွန်တော်ကနေပြီးတော့မှပြန်လဲပြီးတော့မှ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တနည်းအားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမြန်မာငွေ6000ကိုကျွန်တော်ကထုတ်ပြပေးထားတယ်ယခုဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ 0.3000တို့ထုတ်မယ်ဆိုလို့ရှိရင်တော့မြန်မာငွေ9000ကျပ်ကိုတနည်းတာရရှိမှာပဲဖြစ်ပါတယ်ဗျဒီ9000ကိုကျွန်တော်ကဘရာတို့မိတ်ဆွေတို့ကို KB နဲ့ဝေနဲ့တို့ကထုတ်ပြပေးသွားမှာဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျွန်တော်ရဲ့ YouTube channel တွေကိုတစ်ချက်အရင်ဆုံးတွားလိုက်ရအောင်ဗျကျွန်တော်ရဲ့ YouTube channel တွေကိုဝင်လိုက်ပါမယ်ကျွန်တော် YouTube တွေကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel တွေကိုတစ်ချက်ဝင်လိုက်ပါမယ်ဗျဒီနာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က DHA Vlog 2016ဆိုပြီးတော့ရိုက်ချလိုက်ပါရိုက်ချလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel DHA Vlog ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဒီလိုမျိုးတွေ့ရပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့ရွေးပေးလိုက်ပါပြောင်းပေးလိုက်ပါပြောင်းပေးလိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တင်ထားတဲ့ဟာတွေအများကြီးရှိပါတယ်ဗျဒီမှာဆိုလို့ရှိရင်တော့သူအစင်မီတစ်စင်ကျွန်တော်ကဗီဒီယိုလေးတွေအစင်နဲ့ဆိုပြီးတော့ကျွန်တော်ဒီနေရာမှာတင်ပေးထားတာရှိပါတယ်ဗျဒါပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ refer code တွေလည်းချထားပေးထားတာရှိပါတယ်ဗျဒီ refer code နဲ့ brother တို့မိတ်ဆွေတို့ကိုဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုး point တွေကိုဥမာတစ်ပိုင်းရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နှစ်ဆနဲ့2ပိုင်း3ပိုင်းကိုရရှိလာမှာပဲဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်ကပတ်စံထုံးမဲ့နေရာကိုတွားရလိုက်အောင်ဗျဒီလိုမျိုးတွားပြီးဆိုလို့ရှိရင်တော့ဒီအောက်မှာမိုးဆိုတဲ့ဟာလေးကိုရှိပါတယ်ဗျဒီကောင်လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်ကမိုးဆိုတဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ refer code တွေတွေ့ရမယ်ကျွန်တော်တို့ကဒီ application ကို download တော့ကိုကျွန်တော်တို့က download link တွေကိုတွေ့ရလိမ့်မယ်ဗျကျွန်တော်ကနေပြီးမှဒီထက်မှာပတ်စံထုတ်မှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီကမှာ KB နဲ့ Way ပတ်စံထုတ်ရဆိုလဲ link လေးကိုတွေ့ရပါလိမ့်မယ်ဗျဒီ link လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီ link လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ KB နာမည် Way နာမည်ကျွန်တော်က Way နဲ့ထုံးမယ်ဆိုလို့ရှိရင်တော့ Way နာမည်ထည့်ပေးပါတကယ်လို့များ KB နဲ့ထုံးမယ်ဆိုလို့ရှိရင်တော့ KB နာမည်ကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်ဗျဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်အရင်တော့ထုံးနေစားအတိုင်းပဲကျွန်တော်ဒီဟာလေးကိုရိုက်လိုက်မယ်ရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာနေပြီးတော့မှကျွန်တော်ရဲ့ဒီ image နာမည်လေးကိုဒီနေရာမှာရိုက်ထည့်လိုက်ပါမယ်ဗျအရင်ဆုံးကျွန်တော်ကဒီနေရာမှာရွေးပေးလိုက်ပါမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာလည်းကျွန်တော်တို့ကနေပြီးတော့မှဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျဒီလိုမျိုးဖုန်းနံပါတ်တွေရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က KB လားဝေလားဆိုတာကိုဒီနေရာမှာရွေးချယ်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့ဒီနေရာမှာကျွန်တော်က KB ဆိုတာကိုရွေးလိုက်ပါမယ်ဗျရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က point ဘယ်လောက်တုံးဆိုတာကိုလည်းရွေးပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်က point 3000ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ point 3000ကိုရိုက်လိုက်ပါတစ်လုံးရိုက်လို့ရှိရင်တစ်လုံးကျွန်တော်တို့က okay ဆိုတာကိုနှိပ်ရပါလိမ့်မယ်ဗျဒီမှာဆိုလို့ရှိရင်ထည့်ရမယ် okay ဆိုတာကိုနှိပ်လိုက်ပါနောက်တစ်ခါပြန်ထောက်မယ်ပေါ်လာမယ်နောက်တစ်ခါပြန်ပြီးတော့ထောက်မယ်အဲ့ဒါပြီးလို့ရှိရင်တော့3000ကျွန်တော်တို့ရိုက်ထက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ withdraw now ဆိုတဲ့ဟာလေးကိုတစ်ချက်အပြာရောင်လေးကိုနှိပ်ပေးလိုက်ပါဗျအပြာရောင်လေးကိုနှိပ်ပေးလိုက်ပါဒီလိုမျိုးလေးနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပတ်စံထုတ်တာကိုအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဗျအတူလိုဘက်ကပတ်စံဝင်လာအောင်တစ်ချက်စောက်ရုံပါပဲဗျပတ်စံကျွန်တော်တို့ကထည့်ပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ account ဖွင့်ထားတဲ့ကျွန်တော်တို့က email Gmail တွေကိုပဲကျွန်တော်တို့က message လေးကုတ်တွေရှာထားပေးတာမှာဖြစ်ပါတယ်ဗျတချို့ကြတော့လည်းကုတ်တွေမကြဘဲနဲ့ပတ်စံဝင်လာတာတွေရှိပါတယ်ဗျပတ်စံကျွန်တော်တို့ကထုတ်ထားတာမထုတ်ထားတာကိုအောင်မြင်ပြီးလားမအောင်မြင်လားဆိုတာကိုဒီအောက်မှာတွားရောက်ပြီးတော့မှကြည့်လို့ရပါတယ်ကျွန်တော်ဘာနာမည်နဲ့ထုတ်ထားတဲ့ဆိုတာကိုတစ်ချက်ကြည့်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ကဒီမှာကျွန်တော်ရဲ့နာမည်ကကျွန်တော်ဦးမြင့်စိန်နဲ့ကျွန်တော်တို့ကထုတ်ထားတာကျွန်တော်2နာရီ23မိနစ်ကကျွန်တော်ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီမှာကျွန်တော်တို့ကနိုဒီတင်ထားတာကိုတွေ့ရပါတယ်ဗျဒီရှေ့လေးကိုနည်းနည်းလေးဆွဲလိုက်ပါဒီမှာဆိုလို့ရှိရင်တော့point 3000ထုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကမြန်မာငွေ9000ကျပ်ကိုရရှိသွားမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုလို့ကျွန်တော်တို့ကပန်နင်းလုံတုံးဖြစ်ပါတယ်ဗျဒီပန်နင်းလောက်တာကိုကျွန်တော်တို့က edit ဖြစ်သွားပြီးအစိမ်းရောင်လေးပြလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP အကောင့်ထဲမှာပတ်စံတွေကိုဝင်လာတာကိုဗရာတို့မိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ဗျဒီနေရာမှာကျွန်တော်တို့ကပတ်စံထုတ်ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီပြေစာလေးကိုကျွန်တော်တို့ရှေ့ရဟာလေးကိုဒီကျွန်တော်ထုတ်ထားတဲ့ဟာလေးကို screenshot လေးရိုက်ထားဖို့တော့လိုအပ်ပါမယ်ဗျ။ screenshot လေးရိုက်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ပတ်စံတကယ်လို့များ brother တို့မိတ်ဆွေတို့ဒီလိုမျိုးကျွန်တော်လိုမျိုးထုတ်တဲ့နေရာမှာပတ်စံမဝင်လာဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook အကောင့်ထဲကိုတစ်ချက်ဝင်လိုက်ပါ။ Facebook အကောင့်ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးက search bar မှာကျွန်တော်တို့ကလိုသားရဒင်းကားဆိုပြီးတော့မှဆက်ပြီးရိုက်လိုက်ပါ။ရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့က message ကိုတွေ့ရပါလိမ့်မယ်ဗျ။ဒီ message လေးကိုတစ်ချက်ဝင်လိုက်ပါ
ဒီမှာလိုတိုင်းရဒင်္ဂ application မှာကျွန်တော်တို့က value map လဲပါပါတယ်ဗျာเนาะဒီ value map ဟာလေးကိုကျွန်တော်တို့ကတွေးမှတာလင် brother တို့မိတ်ဆွေတို့ကိုစာသွားပေးဖို့သွားပို့ဖို့တော့လိုအပ်ပါမယ်ဗျဒီမှာဆိုလို့ရှိရင်နောက်က value map လေးတို့တွေ့ရပါလိမ့်မယ်ဒီဟာဆိုလို့ရှိရင်တော့ page ကမှန်ကန်တာဖြစ်တဲ့အတွက်ကြောင့်လို့ဒီမှာ message တွေကိုဝင်လိုက်ပါဝင်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ပြောထားတာကို brother တို့မိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ KB အကောင့်ထဲကိုပတ်စံဝင်လို့မလို့6000ဝင်လို့တက်မလို့ကျေးဇူးတင်ကြောင်းကိုကျွန်တော်က brother တို့မိတ်ဆွေတို့ရှင်းပါလေးတင်ကျွန်တော်အမှားစာတွေပို့ထားတာတွေ့ရပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်တော့သူ့ဘက်ကပြန်လာတဲ့အကြောင်းအရာလေးကိုတွေ့ရပါလိမ့်မယ်ဗျဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခုနနွေက screenshot ရိုက်ထားတဲ့ဟာကိုကျွန်တော်တို့ကဒီအောက်ကဓာတ်ပုံလေးမှာပို့ပြီးတော့မှကျွန်တော် screenshot ရိုက်ထားတယ်ကျွန်တော်ဟာလေးကို edit လုပ်ပေးပါဦးဆိုပြီးတော့မှပို့လိုက်တာနဲ့ brother တို့မိတ်ဆွေတို့ကိုပတ်စံတူတို့ကပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ဗျဒီ video ထဲမှာဆိုလို့ရှိရင်เนาะ brother တို့မိတ်ဆွေတို့ကိုကျွန်တော်တို့ကလိုတိုင်းရဒင်္ဂ application ကနေပြီးတော့မှပတ်စံဘယ်လိုမျိုးထုတ်ရမလဲ point တွေအများကြီးရလာအောင်ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဆိုတာကိုကျွန်တော်ဒီ video လေးမှာ brother တို့မိတ်ဆွေတို့ကိုပြန်လဲပြီးတော့မှမျှဝေပေးခဲ့တာဖြစ်ပါတယ်ဗျနောက်ထပ်ဤပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ကဘူးဒုဒတွေကိုသိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TH ပြီးတော့ YouTube channel ကိုတွားရောက်ပြီးတော့မှကြည့်ရှုလို့ရပါတယ်ဗျဒီ video လေးကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးကိုအထူးကျေးဇူးတင်ပါတယ်